Hello လက်ယူနှုတ်မှနဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ရှင်းပြပေးချင်တဲ့အကြောင်းအရာကတော့စင်ကာပူနိုင်ငံမှာ Shopee application အကြောင်းဖြစ်ပါတယ်အဲ့တော့ Shopee application ကိုသုံးနေတဲ့လူတွေရှိတယ်ကျွန်တော်လည်းသုံးတဲ့တစ်နှစ်လောက်ရှိပြီပေါ့နော်အဲ့တော့မှကျွန်တော်သိထားတဲ့အကြောင်းအရာလေးကို sharing လုပ်ပေးချင်တာဖြစ်ပါတယ်ဘယ်လိုမျိုးကြော်မယ်ခေါ်မယ်ဘယ်လိုမျိုးဆိုလို့ရှိရင်ချင်းတဲ့ခံရမယ်ဘယ်လိုမျိုးဆိုလို့ရှိရင်ဆောင်ရန်ရှောင်းရန်လေးကိုကျွန်တော်ရှင်းပြပေးပါမယ်နော်Shopee application မှာဆိုလို့ရှိရင်အောက်ဆုံးမှာဆိုရင်ဟောနော် Shopee application မှာ home ဆိုလို့ရှိရင်ကိုရှာထားတာနဲ့ပတ်သက်တဲ့ဟာတွေကိုသူက AI နဲ့တက်ပြီးရပေါ့နော်အဲ့တော့ okay အဲ့ဒါသွားခဲ့မှာShopee ပေါင်ချာရေးအကြောင်းဒါကတော့အရေးကြီးဆုံးပိုင်းပေါ့နော် Shopee ပေါင်ချာရေးကဘယ်လိုဖြစ်လာလဲဘယ်လိုမျိုးဆိုလို့ရှိရင်သုံးလို့ရတယ်ဘယ်လိုမျိုးဆိုလို့ရှိရင်အကျိုးရှိရဲဆိုတာလေးအရင်တစ်ချက်တော့ကြည့်ကြည့်အောင်ပေါ့နော်Shopee ပေါင်ချာမှာဆိုရင် today ပေါင်ချာရှိမယ်okay today ပေါင်ချာရှိမယ် free shipping ပေါင်ချာရှိမယ်အာသာပေါင်ချာရှိမယ် payment promotion ဆိုပြီးရှိရပါတော့အဲ့မှာသူက today special ဆိုတာအဲ့တော့ today special ဆိုတော့ဂိုင်းမယုံနေပါတော့အာနေ fully return ဖြစ်နေတာပေါ့အဲ့တော့ fully return မဖြစ်ချင်းစောစောထားပြီးတော့ယူပေါ့နော်ဒါပေမဲ့တော်တော်များများလက်မြန်တာများပါတယ်အဲ့တော့ပါဝါအများပေါ့နော်ကောင်းတဲ့ပေါင်ချာရေးဆိုလို့ရှိရင်အဲ့တော့ cheap on Shopee ဆိုရပြီးတော့သူက quantities released daily app 12 am 12 pm and 6 pm ပေါ့ကိုကတနေ့သုံးပြီးသွားလို့ရှိရင်တော့နောက်တနေ့ပြန်စောင့်ဖို့လိုရပေါ့နော်ဒီလိုပေါင်ချာလေးတွေကပြီးရင် minimum spend 60ဆိုရင်$5 off တာ free shipping နဲ့ free ရှိမယ်နောက်ဆုံး more exciting ထိဆိုရင်အဲ့တော့အဲ့ Shopee ပေါင်ချာရဲ့အောက်ဆုံးသွားမယ်ဆိုလို့ရှိရင်ကျွန်တော်ဘာကြီးသိရလဲဆိုတော့သူက Saturday and Sunday မှာဆိုရင် supermarket weekend တွေလုပ်ပေးတယ် Monday မှာဆိုရင်style by Shopee ကနေပြီးတော့ promotion တွေချရပါဗျာပြီးရင် Shopee Machula Club ဝင်လို့ရတယ် 20% cashback ရှိမယ် full pay by Shopee က 25% ပေါင်ချရှိမယ် Friday မှာဆို Shopee VIP ဝင်ထားလို့ရှိရင် 25% ပေါင်ချ off တယ်ပေါ့နော်အဲ့တော့အဲ့အကြောင်းလေးပြောချင်လို့ဒီဗီဒီယိုလုပ်လိုက်တာလည်းပါတယ်ပေါ့နော် Shopee VIP ဆိုတာ Shopee VIP ဆိုတာဘာလဲပေါ့နော်Shopee VIP ဆိုတာပထမဆုံး2လကိုသူတို့ free ပေးရပေါ့နော်ပြီးရင်နောက်လတွေကိုသူက3.99ဆိုတော့$4ကောက်တယ်ပေါ့နော်$4ကောက်တာမှာသူတို့ဘာပြန်ပေးလဲပေါ့โอเคဘာပြန်ပေးလဲကိုဘာပြန်လုပ်လို့ရတယ်ပေါ့ free doorstep delivery ပေးရ extra 3% cashback ပေးရ400 coin ပေးပေါ့နော်coin ကဘာတော့ချလို့ရတယ်ပေါ့နော်ကျွန်တော် claim လိုက်တယ် money benefit 400 coin ရတယ်ပေါ့နော်โอเคအဲ့တော့ကျွန်တော် claim လိုက်တယ်ပေါ့နော် claim ပြီးသွားလို့ရှိရင်ကျွန်တော်တို့အဲ့ coin ကိုဘာမှသုံးလို့ရတယ်ဆိုတော့ကျွန်တော်ပြမယ်ပေါ့နော်အခုဒီမီကိုသွားပေါ့နော်ဒီ home ကနေပြီးတော့မီကိုသွားပြီးလို့ရှိရင်ကျွန်တော်မှဒီမှာ Shopee coin ရှိအဲ့တော့ဒါမှဆောနာကကျွန်တော်မှ400ပဲရှိတာအဲ့ဒါအခု800ဖြစ်သွားပြီပေါ့โอเคအဲ့တော့ကျွန်တော်ဒီ Shopee VIP ကိုဝယ်လိုက်တာက April မှာဝယ်လိုက်တာအဲ့တော့ April မီရောဂျားထဲမှာဆိုရတဲ့ကြောင့်ကျွန်တော်800 coin ရပါတော့အဲ့တော့ subscribe နောက်တစ်ခါမလုပ်တော့ဘူးဆိုလို့ရှိရင်ကျွန်တော်800 coin ရမယ်ပေါ့နော်အဲ့တော့အဲ့ coin တွေကဒီပစ္စည်းတစ်ခုဝယ်မယ်ဆိုရင်ကျွန်တော်ဒီမှာပစ္စည်းတစ်ခုဝယ်မယ်ပဲဒါကျွန်တော်ဝယ်ပြမယ်ပေါ့နော်ဒီမှာကျွန်တော်က shopping cart ထည့်သွားတယ်ဒါကိုဝယ်မယ်ပဲထားပေါ့နော်โอเคအဲ့ဒါကို check out လုပ်လိုက်လို့ရှိရင်ကျွန်တော်ဒီမှာသုံးလို့ရပါတော့ဒီမှာ coin 900သုံးလို့ရှိရင်ကျွန်တော်23တန်$16တန်လောက်ပဲရှိပါတယ်ဒါကတော့ basic ပေါ့နော်ကျွန်တော်တို့ဒါကတော့ကိုပစ္စည်းဝယ်မှာသုံးလို့ရတဲ့ဟာကျွန်တော်ဒီနေ့ရှင်းပြခြင်းတဲ့အကြောင်းအရာပစ္စည်းဝယ်မှာမဟုတ်ဘဲနဲ့သုံးလို့ရတဲ့ဟာကိုရှင်းပြခြင်းတာအဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်ဒီမှာ notification ဒီမှာမီအောက်ဆုံးမှာပေါ့နော်ကျွန်တော်ထောက်ပြထားတယ်အဲ့မီမှာဆိုမီကိုသွားမယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာ digital party ရှိရပါတော့ကျွန်တော် single pack လုပ်မယ်ဆိုလို့ရှိရင် top up လုပ်တဲ့ top up လုပ်တဲ့အချိန်မှာအဲ့ coin ကိုသုံးချလို့ရတယ်ပေါ့အဲ့တော့ကျွန်တော်ပြောချင်တာကတကယ်လို့ Shopee ကိုတင်ရသုံးနေရဆိုလို့ရှိရင်ဒီ$4ကိုဒီ single ပြန်ဖြည့်ရနေမှာပြန်သုံးမယ်ဆိုလို့ရှိရင်ဒီ Shopee coin ကဒီ Shopee VIP ကိုအလကားသုံးလို့ရပါဘောเนาะအဲ့တော့ Shopee VIP မှာအားသာချက်ကဘာကြီးလဲဆိုလို့ရှိရင်3% cashback ရှိရပါဘောเนาะ3% cashback မှာကျွန်တော်ဒီမှာဒီဟာလေးမြင်လာမသိဘူးဒီဘက်ကတော့အလကားကျွန်တော် cancel ရရလဲရှိတော့သူက total saving ကို160ခုလို့ပြတာအဲ့ဒါအလကားပေါ့เนาะကျွန်တော်တကယ် saving ဖြစ်တဲ့ကျွန်တော်coin ရထားတဲ့ဟာ$1300ပေါ့เนาะ$1300ဆိုရင်130 SCD ဒေါ်လာလောက် coin ရတာပေါ့နော်ကျွန်တော်ဝယ်တဲ့ 3% ဟာဘယ်လောက်တော့ဝယ်ထားလဲဆိုတာဝယ်ဖြစ်တာလဲဆိုတော့ပြီးရင်ကျွန်တော်ပြောပြမယ်ပေါ့နော်အဲ့တော့ဒီ Shopee VIP မှာဆိုလို့ရှိရင်ကိုကအမြဲတမ်း subscribe လုပ်မယ်ဥပမာဆိုရင်လာတိုင်း subscribe လုပ်မယ်ဆိုလို့ရှိရင်
ChatGPT ကို free 3 month ရမယ်ပေါ့နော်ပြီးလို့ရှိရင် DBS promotion နေရမယ် share ဟာရမယ် Klu ဟာရမယ်ကျွန်တော်မသုံးပြဘူးထားတွေကတော့အဲ့တော့လူချင်းမင်းတို့သုံးမယ်ဆိုရင်တော့သုံးလို့ရတယ်ပေါ့နော်ကျွန်တော်အထီမှာဒီ1 month မှာ 3.99 16 မီမှာကုန်မယ်ပေါ့နော်အဲ့တော့ဒီဝယ်လိုက်မဝယ်လိုက်လုံးနေလို့ရှိရင်နှစ်ခုကြားထဲမှာဝယ်မယ်ဆိုလို့ရှိရင်တော့ coin ရ800အောင်ရမှာပေါ့နော်800ဆို$8ရမယ်ပေါ့အဲ့တော့ okay အဲ့တော့နားလည်မယ်ထင်တယ်ဒီရှိမယ်ပြီးရင် 3% cashback ရှိမယ်ပြီးရင် sneaky ဆိုတာရှိတယ်အဲ့တော့ Shopee Pay ရဲ့နောက်ထပ်အားသာတဲ့အချက်တစ်ခုကကြတော့ဒီကြိုပြီးတော့ဒီ voucher တွေကိုတုံးလို့ရတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ပုံမှန် Shopee VIP တမမဟုတ်တဲ့လို့ဆိုလို့ရှိရင်9ရက်နေဆို9ရက်နေမှာ voucher ရရင်ကျွန်တော်တို့ဒီ Shopee VIP တမဆိုလို့ရှိရင်ဒီ4ရက်နေမှာတွေကကြိုပြီးတော့အချိုးခံစား권နေရှိရလို့သူကမျိုးဆွဲထားရပေါ့နော်အဓိကတော့$4လိုချင်တယ်သူ customer လိုချင်တယ်ဆိုတဲ့ဟာတွေပေါ့နော်ပြီးရင်ဒီဟာလေးတစ်ချက်လောက် information ပေးခြင်းတယ်ပေါ့နော်ကျွန်တော်ဒီ$12 days ပေါ့အဲ့တော့ဒီမီထဲမှာပဲရှိရ$12 days အဲ့$12 days တွေကဘယ်လိုအချိန်မှာပေါ်လာလဲဆိုရင်သူက release on Shopee VIP exclusive ဆိုလို့ရှိရင်ကျွန်တော်ဒီနေ့4ရက်နေ့12နာရီမှာလူလို့ရတယ်ပေါ့နော်ဘာလို့လူလို့ရလဲဆိုတော့ကျွန်တော်ပြင်ရှင်းပြမယ် open to all user ဆိုလို့ရှိရင်4ရက်နေ့မေ8နာရီပြီးရင်9ရက်နေ့12နာရီ2နာရီ oh my ဒီတစ်ခေါက်များရဟာ7 PM 2 PM 6 PM 8 PM ပုံမှန်ဆိုရင်3ခေါက်ပဲထွက်တာဒီတစ်ခေါက်အများကြီးထွက်ထားတယ် only $1 per user ပေါ့နော်သူကဘယ်လိုမျိုးဟာရလဲဆိုရင်ဒီမှာအောက်မှာဆက်ကြည့်အောင်ဒီကောင်ဆိုလို့ရှိရင်$32ကို$12နဲ့ရမယ်လူနိုင်မှာပေါ့နော် daily bit fresh flower ဟုတ်တယ်ဆိုလို့ရှိရင်ဒီမှာ$21ကို$12နဲ့ရမယ်ပေါ့နော်ပြီးလို့ရှိရင်ဒီလို set တွေကို$12နဲ့ရမယ်ဒီလို 3C ကို$12နဲ့ရမယ်အဲ့မှာမှသူ့အချိန်နဲ့လူရတာပေါ့နော်ဒီမှာဆိုရင်4 May 12 AM မှာလူရမယ်ဒီမှာဆိုလို့ရှိရင်4 May 8 PM မှာ8 PM ဆိုတာနဲ့သူကမြင်မြင်နှိပ်ရတာပေါ့အဲ့တော့အတက်ကုန်နှိပ်အဲ့ဒါမှပဲရတာပေါ့နော်ကျွန်တော်ကနှစ်ခါလာပဲရဘူးလေ80တန်ကို$12ဒါမှမဟုတ်$9နဲ့ရတယ်ပေါ့နော်ဒီ$12 days တွေရှိရလို့ပြောချင်တာပေါ့နော်ဒီဟာလေးကတော့လူကျင်တဲ့လူတွေဆိုရင်အဆင်ပြေရယ်ကိုကြိုက်တာရှိမှာပေါ့လူပေါ့နော်အဲ့ထဲမှာကျွန်တော်ရှောင်ရံလေးဂျင်းလေးကျွန်တော်ပြမယ်ပေါ့နော်ဘယ်လိုဂျင်းလေးလဲဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်ပုံမှန်တောင်းဝင်ရင်လည်း$13 $13.3အဲ့ချိန်ရောက်လို့ရှိရင်ဘယ်လောက်ချလဲဆိုတော့$12တော့မဟုတ်$17လောက်လိုက်ချအဲ့တော့$2ပဲသက်သာပြီးကိုကလူလိုက်ပြီးတော့အကျိုးမရှိရည်လည်းရှိရပေါ့နော်ပြီးလို့ရှိရင်ဒီ Milo Pack ဆိုလို့ရှိရင်$14$14ကိုfull delivery charges တွေနဲ့တကယ်လို့အဲ့ချိန်ရောက်သွားလို့ရှိရင်သူက$8လောက်ထိတော့ချတယ်ဒါပေမဲ့ delivery charges တွေနဲ့ဆိုရင်တော့မတန်ဘူးပေါ့နော်အဲ့တော့အဲ့ဒါလေးလည်းရှိရယ်ဂျင်းလေးပေါ့နော်ပြီးလို့ရှိရင်သူ့ငကိုမူရင်းဈေးရဟိုက$18ဒါမှမဟုတ်ရင်$6တန်းလောက်ကိုသူက$5လောက်နဲ့ချပြီးတော့ဒီတဲကိုထည့်ထားလေးရှိရပေါ့နော်အဲ့တော့အားလုံးကတော့မတန်ဘူးကိုလူမဲ့ပစ္စည်းကိုမလူခင်မှာကြိုပြီးတော့ကြည့်ထားဖို့လိုရပေါ့နော်ဒီ$12 super deal လေးကတော့ပြီးရင် Shopee VIP ကိုကျွန်တော်ဗာကြိုက်လဲဆို3% cashback ပေးရဗျာ3% cashback ကလည်းဥပမာဆိုရင်100ဆိုရင်$3နည်းနည်းများများဝင်တော့တိတာရပါတော့ကျွန်တော်ဆိုရင်ဒီမှာဒါ you have save ဆိုဒီမှာ130 save ဖြစ်ထားရပါတော့ဝယ်နဲ့လက်လွန်ချိန်လွန်ပါပေါ့နော်ကျွန်တော်တော့မဖြစ်စိမ့်နေပေါ့အဲ့တော့ဘာလို့လက်လွန်ချိန်လွန်ဖြစ်လဲဆိုတော့ space later ကြောင့်ပေါ့နော် space later ကဘယ်လိုမျိုးလဲဆိုတော့သုံးတာများလို့ရှိရင်သူက space data ပွင့်ပေးတယ်ဘယ်လောက်သုံးတာများရင်လဲဆိုတာကတော့ကျွန်တော် research မလုပ်ဖြစ်ဘူးเนาะ sorry ပါကျွန်တော်ဒီ video ကချောမယ်နဲ့မလုပ်ဖြစ်တာကြာနေလုပ်ကောက်လုပ်လိုက်တာလည်းပါတယ်ဗောနော်အဲ့တော့ဒီမှာ space data ကဘယ်လိုမျိုးလဲဆိုတော့သူကလာတလားမှာကျွန်တော်ဆိုရင်3ရက်တာများရင်လည်းတော်တော်များနေပြီကျွန်တော်3800ပေးထားရပါတော့အဲ့တော့ကျွေးဆက်ရမှာအများကြီးပဲအဲ့တော့space data ကသူက3လတစ်ဖြတ်လေးယူလို့ရရင်12လလေးယူလို့ရရပါတော့အဲ့တော့12လမဆိုလို့ရှိရင်ဥပမာဆိုရင်1900နဲ့ iPhone တစ်လုံးဝယ်လိုက်မယ်ဆိုရင်12လဆိုလို့ရှိရင်တစ်လကို100ကျော်ပဲပေးရမယ်ဆိုတဲ့သဘောပေါ့နော်သူမှာဘာမှလည်းအပိုထက်ကောက်တာမရှိဘူးဒါပေမဲ့လတစ်လရဲ့10ရက်နေ့ဆိုလို့10ရက်နေ့မတိုင်ခင်တော့ပေးရပါအဲ့တော့လစာကဥပမာဆို900အတွင်းဝင်နေဆိုရင်တော့ပေးလို့ရရပါတော့သူက
ကြည့်ပြီးတော့လုပ်ပေးထားရပေါ့ okay အဲ့မှာကိုကြိုက်တာမှန်လိုက်ရှိမယ် recent review ရှိမယ် stat sale နဲ့ကိုကဝင်ပြီးရောင်းတာရှိရယ်ကိုကတော့ဝင်မရောင်းဘူးပေါ့နော် okay ဒါကတော့ဒီမီဒီယာဟာတွေကိုတွားလိုက်တာပေါ့နော်အဲ့မှာ rate က view purchase က digital purchase ကအဲ့ဆိုရင်ဒီမီဒီယာကုန်တော့ပါပဲ notification ကတော့ကျွန်တော်သိမယ်ထင်ပါတယ်ကျွန်တော်ဝယ်ရဟာတွေကိုပြပေးရပါတော့ပြီးရင် more ရှိမယ်မောကကြတော့ဒီမှာဒီမောမှာဆိုလို့ရှိရင်အခု3 May မှာဆိုရင်ဒီနေ့ကို4ရက်နေ့ထင်နေရ3ရက်နေ့ဟာ3 May မှာဆိုရင်ဒီမှာဘာတွေသူချလဲဆိုတာပြပေးထားတယ်4 May မှာဆိုဘာတွေချမလဲ6 May မှာဆိုဘာတွေချပေးမယ်ပြောရဲအဲ့တော့ဒီသူ့ရဲ့ brand ရဲ့ mall ပေါ့နော်အဲ့တော့ Shopee Mall ဆိုတာဘာလဲဆိုတော့ဒီ Shopee Mall ဆိုလို့ရှိရင်ဒီ brand တွေကထုတ်တာဆိုရတဲ့ကြောင့်ယုံလို့ရတယ်ပေါ့နော်ဒီ Shopee Mall မှာတင်တဲ့ဟာတွေမှန်တယ်များကအကုန် brand တွေကြီးပဲအဲ့တော့သူတို့ brand image ကိုအထိမခံဘူးဆိုရတဲ့ကြောင့်ဒီ brand တွေမှာတင်တဲ့ပစ္စည်းမှန်တယ်များယုံလို့ရတယ်အဲ့ဒါလေးကျွန်တော်ဆက်ပြီးပြောပြမယ်ပေါ့နော်အဲ့မှာဆိုလို့ရှိရင်ကျွန်တော်ပြမယ်ဆိုရင်ဒီ G2000 ပဲထားပါတော့အဲ့ဒါဆိုလို့ရှိရင်ဒီမှာ Shopee Mall လေးပါတယ်ပေါ့နော်ဒီမှာ Shopee Mall လေးပါတယ်အဲ့မှာသူ rating က 4.9 out of 5ရှိရယ်ပြီးရင် chat response တွေများရယ် joiner 5 year ရှိရယ်အဲ့လိုတွက်ကြည့်ပေါ့နော်အဲ့ဒါမှပဲရှုံလို့ရတာပေါ့အဲ့တော့ပစ္စည်းမှန်လားမမှန်လားတော့အဲ့လိုတွက်ကြည့်ပြီးတော့မှပဲရှုံလို့ရတယ်အဲ့တော့ပြီးရင်ဒီမှာဆိုလို့ရှိရင်တွက်ကြည့်လို့ရှိရင် claim လို့ရတာရှိရယ်အကုန် claim ကိုဝယ်မယ်ဆိုရင်အကုန် claim ပြောလို့ရှိရင်ဒီမှာတော့ Mother Day Special ဆိုတာရှိရတာ example ပြတာပေါ့နော် Mother Day Special မှာဆိုရင်တော့4ရက်နေ့5ရက်နေ့နဲ့8နာရီဟာနေပြီး2နာရီမှာပဲ 18% ချပါဘောနော်။ဆက်ရက်တယ်ဆိုရင် 15% 12%အဲ့တော့ကိုကြည့်နိုင်မှာပေါ့နော်။အဲ့တော့ကျွန်တော်လည်းကိုကြိုက်တဲ့ brand ဆိုရင်တော့ကြည့်ရဗျာ။အဲ့တော့ကိုမကြည့်နိုင်ဘူးဆိုရင်ဘာလုပ်လို့ရလဲဆိုတော့ဒီ page ပေါ့နော် save budget page အဲ့တော့ save budget okay အဲ့တော့ save budget page ရှိမယ်အဲ့မှာဘာကျွန်တော်လည်းသိတော့မသိဘူးဒါပေမဲ့ကျွန်တော်တကယ်ချင်းတယောက်ညွှန်ပေးလို့ GPN နဲ့တော်တော်ကောင်းတဲ့ page ပါသူကတင်မဲ့တင်မရရောင်းလည်းမရဘူးဗျာသူအကျိုးရှိအောင်တင်ပေးရပါတော့ဘာဆိုလို့ရှိရင်စေးချနေတယ်ဘာပစ္စည်းကတကယ်အမှန်လဲဘယ်လိုပစ္စည်းမျိုးဆိုစေးချနေလဲဆိုတာသိရရပါတော့အဲ့မှာကိုကကြည်ရင်းနဲ့မှာဒီတခြားဟာတွေလည်းကြည့်ပြသွားပါတော့အဲ့လိုလေးရှိရယ် Shopee Live ပေါ့နော်ဒီ Shopee Live က25% လောက်ထိချရပေါ့နော်အဲ့တော့ကိုကြိုက်တဲ့ပစ္စည်းကဒီတိုင်းမချဘူးဆိုလို့ရှိရင်အဲ့ဒါကိုစောင့်ပြီးတော့ဝယ်လို့လည်းရတယ်ပေါ့နော်အဲ့တော့ Sona က recap ပြန်လုပ်မယ်ဆိုလို့ရှိရင်ဒီ Shopee မှာဆိုလို့ရှိရင် Shopee VIP ကိုကဲလို့ကိုကပစ္စည်းကြီးမားမားဝယ်ရမယ်ဆိုရင် Shopee VIP ကိုဖွင့်ပြလို့ရှိရင် digital purchase နဲ့ဒီဖုန်းပေပြန်ဖြည့်လိုက်လို့ရှိရင်ဒီ Shopee VIP မှာကုန်သွားရဲ့$4ကဒီဖုန်းပေပြန်ဖြည့်ရတဲ့တူတူပဲဆိုရတဲ့အတွက်ကြောင့် Shopee VIP ရဲ့အားတာချက် 3% cashback ရမယ်sneak peek ရမယ်ပြီးလို့ရှိရင် Shopee VIP ဆိုလို့ရှိရင်သူကဘောင်ချပို့ပေးတယ်အဲ့တော့ဘောင်ချရေးပို့ရမယ်အဲ့ဒါအဲ့အားတာချက်တွေရရပေါ့နော်ပြီးလို့ရှိရင် space later ကတော့ကိုဒေါ်တာနဲ့ကိုပဲကိုစိတ်နိုင်လို့ရှိရင် space later ဖွင့်ထားလို့ရှိရင်ကြိုသုံးလို့ရပါတော့ကျွန်တော်ကတော့စိတ်မနိုင်အောင်ရှောက်ဝယ်ထားကျွေးစားမှာအများကြီးပဲ okay အဲ့တော့ပြီးရင် Shopee coin လေးတွေကိုလည်းဒီအကျိုးရှိရှိအသုံးချစေချင်ပါနော်ကျွန်တော်အရင်တော့ကတော့စော့တယ်ဒီ spin gain တွေစော့တယ်နောက်ပိုင်းတော့မစော့ပြတော့ဘူးအဲ့တော့တနေ့တစ်ခါဝင်လို့ရှိရင်တော့တစ် coin လောက်တော့ရပါပါနော် okay အဲ့ဒါလေး sharing လုပ်ပေးခြင်းလို့လာလိုက်တာပါနော်အဲ့တော့သိချင်တာရှိလို့ရှိရင်အောက်မှာ comment မှာထည့်လို့ရပါတယ်ကျွန်တော်ရဲ့ page တွေကို like share လေးလုပ်ထားခြင်းဖြစ်နေတယ်ကျွန်တော်ကိုကူညီပေးလို့ရပါတယ်နောက် video တွေမှာပြန်တွေ့ပါမယ်